အဖိုးဖြစ်သူတေးရှင်ရေးဖြစ်နေချိန်မှာပဲကုမ္ပဏီရဲ့ share ဈေးနှုန်းတွေကလည်းထိုးကျသွားပြီး share ရှင်တွေကစူပူလာကြပါတယ်ဒီချိန်တွေကိုအခွင့်ကောင်းယူပြီးကျိုးကွေလန်ဟာစီချီကိုအတုံးကြကကုမ္ပဏီကိုသိမ်းပိုက်ဖို့စူးစမ်းပါတော့တယ်မတန်လင်းကုမ္ပဏီကိုရောက်သွားတဲ့အခါကျိုးကွေလန်ကအစည်းအဝေးခန်းမှာနေရာယူထားပြီးသားဖြစ်နေပါတယ်ဝန်ချိုးဖို့လဲစေယုံတင်ထားရပြီဆိုတော့ကုမ္ပဏီကိုစီမံဖို့တယောက်လိုအပ်တယ်လေစီချီကလည်း6မိသားစုရဲ့တူဝဲသောအမွေခံဆိုတော့ငါတို့ကပဲအကုန်လုံးကိုတာဝန်ယူပေးလိုက်မယ်လို့ကျိုးကွေလန်ကကောက်ချစ်စွာပြုံးပြီးပြောလိုက်ပါတယ်ဒုတိယကတော့ကျိုးကွေလန်ဟာ share ရှင်တွေရှိမှ6မိသားစုရဲ့စီးပွားရေးကအရန်ကြီးမားတဲ့အခုလိုအဖိုးဖြစ်သူစေယုံတင်ထားရတဲ့အချိန်မှာကုမ္ပဏီကခေါင်းဆောင်မဲ့နေလို့မဖြစ်ဘူးလို့အကြောင်းပြကသူ့သမီးစီချီကိုအာနာအနှင်းဖို့အတင်းတမစူးစမ်းနေပါတယ်စီချီဟာ6မိသားစုရဲ့တရားဝင်သွေးသားဖြစ်ပြီးတူဝဲသောအမွေခံဖြစ်တယ်လို့သူကအခိုင်အမာပြောဆိုနေတာပါအဲ့ဒီအချိန်မှာပဲမတန်လင်းဟာအစည်းအဝေးကမ်းမထဲကိုတင်းငိမ်ထက်မြက်တဲ့ဟန်ပန်နဲ့ဝင်လာပါတယ်ဘသူကကုမ္ပဏီမှာခေါင်းဆောင်မဲ့နေတယ်လို့ပြောရလဲလို့သူကပြက်သားစွာမေးခွန်းထုတ်လိုက်ပါတယ်အဖိုးဖြစ်သူကမတည်သေးဘူးတကယ်လို့တခုခုဖြစ်ခဲ့ရင်တောင်မှမွေးနေ့ပွဲမှာမိခင်ရင်းကိုလူများရှိမှဆွန့်ပစ်ခဲ့တဲ့သူကတော့အာနာကိုလက်လွဲယူဖို့မထိုက်တန်ဘူးလို့မတန်လင်းကစီချီကိုပညာပေးလိုက်ပါတယ်ဒါပေမဲ့အရှက်မရှိတဲ့စီချီကတော့ထိုင်ရာကနေထည့်ပြီးလင်းဝံချိုးရှင်နဲ့ကျမပတ်သက်မှုပြက်ဆဲသွားရင်တောင်ကျမက6မိသားစုရဲ့မြေရင်ပဲကျမနာမီက6စီချီပဲဒီအမွေတွေကကျမနဲ့ပဲဆိုင်နေလို့ပြန်လဲအော်ဟစ်ပါတယ်ဒါအပြင်သူကမတန်လင်းကိုအပုတ်ချဖို့အတွက်ရှင်ကကုမ္ပဏီအာနာကိုအပိုင်စီးထားရုံတင်မကပဲအခုလဲလမ်းဘေးကကောက်လာတဲ့အမျိုးမီမသိတဲ့မိန်းကလေးကိုကုမ္ပဏီထဲသွင်းပြီး6မိသားစုပိုင်ဆိုင်မှုတွေကိုဝါမျိုးဖို့ကြံစီနေတာမဟုတ်ဘူးလားလို့ဆွဆွဲလိုက်ပါတော့တယ်ရှယ်ယာရှင်တွေကြားမှာလဲဝေဖန်တန်တွေထွက်ပေါ်လာပါတယ်မတန်လင်းခေါ်လာတဲ့မိန်းကလေးကိုပေးထားတဲ့အာနာကတကယ်ပဲများလုံးနေတဲ့စီချီပြောတယ်လို့ပဲဖြစ်နေမလားလို့သူတို့ကတန်တရားဝင်လာကြပါတယ်ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးစီချီကပို့ပြီးဆိုးရွားတဲ့ဆွဆွဲချက်တစ်ခုကိုထုတ်ပြောလိုက်ပါတယ်လူတိုင်းကမအံ့ကြဘူးလားမေမေလိုလူမျိုးကဘာလို့အဲ့ဒီရှန်ညံအန်ကိုအမြဲတမ်းကာကွယ်ပေးနေရတာလဲဘာလို့သူ့ကိုကုမ္ပဏီထိခေါ်လာရတာလဲဘာဖြစ်လို့လဲဆိုတော့လင်းဝမ်ချိုးဟာအပြင်မှာလင်းကောင်မပေါ်တဲ့သမီးတစ်ယောက်ကိုတိတ်တဆိတ်မွေးထားလို့ပဲအဲ့ဒီရှန်ညံအန်ဆိုတာလင်းဝမ်ချိုးရဲ့လင်းကောင်မပေါ်တဲ့သမီးပဲလို့ကြောက်စရာကောင်းတဲ့အောက်တန်းစားဆွဆွဲချက်ကိုလူများရှိမှဟစ်အော်လိုက်ပါတယ်တခန်းလုံးတိတ်ဆိတ်သွားပြီးနောက်ရှယ်ယာရှင်တွေကတကယ်ပဲလင်းကောင်မပေါ်တဲ့သမီးလားမဖြစ်နိုင်တာမတန်လင်းကအမြဲတမ်းဂုံတိတ်ခါရှိတဲ့သူပဲလေလို့ပြောဆိုလာကြပါတယ်ဒါပေမဲ့ကုမ္ပဏီရဲ့ဂုံသတင်းထိခိုက်မှာကိုစိုးရိမ်တဲ့ရှယ်ယာရှင်တချို့ကတကယ်လို့မတန်လင်းကအပြင်လူကိုအာနာပေးဖို့စူးစမ်းနေတာဆိုရင်တော့ကျွန်တော်တို့လက်မခံနိုင်ဘူးဒါကကုမ္ပဏီကိုပျက်စီးစေလိမ့်မယ်လို့ကန့်ကွက်လာကြပါတယ်စီချီကအနိုင်ရသူလို့ပြုံးလိုက်ပြီးလင်းဝမ်ချိုးရှစ်မှာတတိရှိရင်ရှယ်ယာရှင်တွေရှိမှာရှန်ညံအန်နဲ့ဘာမှမပတ်သက်ပါဘူးလို့ကျိန်ဆိုရဲလာရှင်ကအပြင်ကရောကြားတယောက်နဲ့ဖောက်ပြန်ပြီးဒီတားရိုင်းမလေးကိုမွေးခဲ့တာမလားလို့ရိုင်းဆိုင်စွာပြောဆိုကမတန်လင်းကိုတူးထောက်တောင်းပန်ဖို့နဲ့ကုမ္ပဏီကနေထွက်သွားဖို့တောင်းဆိုပါတယ်မတန်လင်းကတော့ဒေါသကိုထိန်းချုပ်ပြီးစီချီမင်းရဲ့စကားတွေအတွက်မင်းတာဝန်ယူရမယ်နော်ငါ့ကိုတူးထောက်ခိုင်းတာကိုမင်းတကယ်ပဲခံနိုင်ရှိရလားလို့အေးဆက်စွာပြန်မေးပါတယ်အဲ့ဒီအချိန်မှာပဲမတန်လင်းရဲ့ဖုန်းထဲကိုစာတစောင်ရောက်လာပါတယ်အဲ့ဒါကတော့နိုင်ငံခြားကနေပို့လိုက်တဲ့ DNA စီရင်ခံစာရောက်ရှိလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်မတန်လင်းဟာမတ်တက်ရက်လိုက်ပြီးကောင်းပြီဒီနေ့လူစုံနေတော့မှအမှန်တရားကိုတခါတည်းရှင်းပြကြတာပေါ့လို့ပြောလိုက်ချိန်မှာပဲသူ့ရဲ့လက်ထောက်လောင်ချမ်းဟာစာအိတ်အကြီးကြီးတစ်ခုကိုကင်ပြီးအစည်းအဝေးကမ်းမထဲကိုအပြေးလွှားဝင်လာပါတော့တယ်အစည်းအဝေးကမ်းမအတွင်းမှာအသက်ရှူတန်အောင်မကြားရလောက်အောင်တိတ်ဆိတ်နေပါတယ်မတန်လင်းဟာလောင်ချမ်းယူလာတဲ့စာအိတ်ကိုဖြင်းချင်းစွာဖွင့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေကအေးဆက်ပြီးပြတ်သားနေပါတယ်နိုင်ငံတကာကအတိမတ်ပြုထားတဲ့အာဏာပိုင်ဖွဲ့စည်းရဲ့စစ်ဆေးချက်အရရှန်ညံအန်ဟာကျမလင်းဝမ်ချိုးရဲ့သွေးသားရင်းချသမီးရင်းဖြစ်တယ်ဆိုတာအတည်ပြုလိုက်ပြီးလို့မတန်လင်းကခက်မတစ်ခုလုံးဟိမ့်ထွက်သွားအောင်ကြေညာလိုက်ပါတယ်ရှယ်ယာရှင်တွေဟာအန်တတနဲ့တီးလို့ပြောဆိုလာကြပါတယ်မတန်လင်းကဆက်လက်ပြီးဒါတင်မကသေးဘူးလွန်ခဲ့တဲ့မင်္ဂလာဆောင်နေ့ကထွက်ခဲ့တဲ့ DNA အစီရင်ခံစာဟာတစုံတစ်ယောက်ကတမင်တက်အတူလုပ်ပြီးလှည့်စားထားတာဆိုတာကိုလည်းနည်းပညာအရတက်တည်ပြနိုင်ခဲ့ပြီးလို့ပြောလိုက်တဲ့အခါစီချီနဲ့ကျိုးကွေလန်တို့ဟာမျက်နှာတွေဖြူလျော့သွားပါတော့တယ်